အားလုံးပဲမင်္ဂလာပါရှင်လေးစိရောက်တဲ့အခါမှာကျမတို့ဒီဆက်လေးနဲ့ကိုဘာသာကို boarding pass တွေ back tag တွေကို print ထုတ်ချင်တဲ့ဆိုရင်ဒီဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးပါနော်ဒါကတော့ beginner တွေအတွက်ရည်ရွယ်ပါတယ်သိပြီးသားကျွမ်းပြီးသားသူတွေကတော့ကြော်သွားလို့ရပါတယ်ရှင်ပထမဦးဆုံးအနေနဲ့ကတော့ကျမတို့စီးမဲ့ flight ရဲ့ airline ကိုရွေးရမှာဖြစ်ပါတယ်ပြီးတော့ accept ကိုနှိပ်ပါမယ်get boarding pass ဆိုတာလေးကိုနှိပ်လိုက်ပါမယ် continue ကိုနှိပ်ပါမယ်ပြီးတော့ကျမတို့ရဲ့ passport ကိုဗီဒီယိုထဲမှာပြထားတဲ့အတိုင်းစက္ကန့်30လောက် scan ဖတ်ပါမယ်ပြီးတဲ့နောက်မှာကျမတို့ရဲ့ etiquette မှာပါတဲ့ booking reference ပေါ့နော်အဲ့ဒါလေးကို6လုံးရှိပါမယ်အဲ့ဒါလေးကိုတေချာလေးရိုက်ထည့်ပါမယ်နော်ဂီယူတစ်ဆိုင်လေးရိုက်ထည့်ပါမယ်ရိုက်ထည့်လို့ပြီးသွားရင်တော့ done လေးကိုနှိပ်လိုက်ပါမယ်အဲ့တော့ကိုယ့်ရဲ့ etiquette မှာပါတဲ့နာမည်လေးပေါ်လာပါမယ် continue ကိုနှိပ်ပါဒီမှာတော့ကျမတို့8ဘယ်နှလုံး check in လုပ်မလဲပေါ့နော်အဲ့တော့တစ်လုံးဆိုရင်တစ်လုံးနှလုံးဆိုနှလုံးပေါ့နော်ဒီမှာ plus လေးကိုနှိပ်လိုက်ပါ continue နှိပ်လိုက်ပါမယ်ဒါကတားမြစ်ထားတဲ့ပစ္စည်းတွေသေးလားသလားဆိုမသေးပါဘူး no I'm not carrying နှိပ်လိုက်ပါပြီအဲ့ချိန်မှာကျမတို့ရဲ့ boarding pass ကို print ထုတ်ပေးနေပါတယ်စောင့်ပေးပါရလာပြီဆိုဆွဲလေးယူလိုက်ပါပြီးရင်တော့ back tag လေးကိုလည်းသူထုတ်ပေးနေပါတယ်ရပြီဆိုရင်ယူလိုက်ပါအရင်လွယ်ပါတယ်စမ်းပြီးတော့မှလုပ်ကြည့်ကြပါရှင်ဒါကတော့ကျွန်တော်ဆရာကြီးလုပ်တာမဟုတ်ပါဘူးဘုသူတလေး sharing လုပ်ပေးရပါ